ကောင်မလေးကိုကြောင်းမှာ CEO ရဲ့ညီဝမ်းကွဲကလာရှက်ခွဲဖို့ကြိုးစားပါတယ်ဒါပေမဲ့ကောင်မလေးကအရင်လိုအနိုင်ကျင့်ခံမနေတော့ပဲသူ့ကိုမြေကြီးပေါ်လေးကျသွားတဲ့အထိပြန်လေတင်ကန်းစာပေးလိုက်ပါတယ်ရှုံမဲမဲနေတဲ့လူယုံမာကမကြခင်ကျင်းပမဲ့ CEO ရဲ့မိသားစုညစာစပွဲမှာ CEO ကမင်းကိုဖျက်ပြီးတခြားတယောက်ကိုခေါ်သွားလိမ့်မယ်ဆိုပြီးချင်းချောက်သွားပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ CEO ဖြစ်သူကကောင်မလေးကိုပဲညစာစပွဲကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကောင်မလေးကဘာလို့ရမှန်းမသိထွေဝီနေတဲ့အခါ CEO ကဒါဟာအလုပ်တစ်ခုတက်တက်ပါသဘောမတူထားတဲ့စိတ်ဆက်ပွဲတစ်ခုကိုဖျက်ချင်လို့ဟန်ဆောင်ပေးဖို့ပါဆိုပြီးအကြောင်းပြပါတယ်ဒါနဲ့ပဲကောင်မလေးလည်းဟန်ဆောင်ရုံတက်တက်ပဲဆိုပြီးသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ညစာစပွဲကိုရောက်လာချိန်မှာတော့အချင်းကြီးတွေကချက်ချင်းဆိုသလိုတင်းမာသွားပါတယ် CEO ရဲ့အဖေဖြစ်သူကမိသားစုပွဲကိုအပြင်းလူခေါ်လာရမလားဆိုပြီးတားဖြစ်သူကိုစူပါတယ်မိသားစုတွေကဝိုင်းဝန်းကန့်ကွက်ကြတဲ့အခါမှာတော့ကောင်မလေးကရဲရဲဝံ့ဝံ့ပဲထွက်ရှင်းပါတယ်ဒီစိစပွဲကငငယ်လေးကလေးကလူကြီးတွေသဘောတူထားတာဖြစ်ပြီးသူတို့ကိုယ်တိုင်တောင်မမတ်မိကြသလို CEO ကလည်းဘယ်တော့မှလက်မခံခဲ့ဘူးဆိုတဲ့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်ဒါကိုစောင့်ကြည့်နေတဲ့ CEO ရဲ့မိခင်ဖြစ်သူကတော့ကောင်မလေးရဲ့တပ်တီကိုသဘောကျသွားဖို့ရပါတယ်အဲ့ဒီနောက်အားလုံးရှိမှာပဲ CEO ကသူမဟာကျွန်တော်ရဲ့ချစ်သူကျွန်တော်ရဲ့အနာဂတ်ဇနီးတဲ့ပဲဆိုပြီးတရားဝင်ကြေညာလိုက်ပါတယ်အဲ့ဒီခါဆွေမျိုးအမျိုးသမီးကြီးတယောက်ကကောင်မလေးကိုမထိုက်တန်ဘူးရုပ်ရည်ကိုတုံးပြီးရုံမာလေနီလန်းနေနဲ့မြူဆွဲထားတာဆိုပြီးဆွဆွဲပါတယ်ဒါပေမဲ့ကောင်မလေးကလုံးဝခေါင်းကိုမသွားပဲအခုလောလောဆယ်ကျမမှာအောင်မြင်မှုတွေမရှိသေးပေမဲ့တနည်းကြရင်တီချာပေါက်ရှိလာစီရမယ်ဆိုပြီးပြန်လေတုံ့ပြန်လိုက်ပါတယ်ကောင်မလေးကသူတို့ရဲ့ဟန်ဆောင်ရေးစားဘဝကိုဘလောက်ကြာဆက်ဟန်ဆောင်နေရအောင်မလဲလို့ CEO ကိုမေးပါတယ်အဲ့ဒီအခါ CEO ကသူဟန်ဆောင်နေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ CEO ရဲ့မိသားစုကကောင်မလေးကိုသဘောမကျတဲ့အတွက်အရေးချင်းရှိအောင်စ조사မယ်လို့ဆုံးဖြတ်ထားပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းကစီနီယာအကူကြီးတယောက်ကသူမနိုင်ငံခြားမှာပညာသင်ခွင့်ရပြီဆိုပြီးလာပြောပါတယ်ကောင်မလေးကလည်းချစ်ရတဲ့သူနဲ့ထိုက်တန်တဲ့သူဖြစ်ချင်တာကြောင့်နိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမက CEO ကိုတိချမရှင်းပြပဲသွားတော့မယ်လို့ပြောလိုက်တော့ CEO ကတခြားယောက်ျားနောက်ပါသွားပြီဆိုပြီးအထင်လွဲသွားပါတော့တယ်အဲ့ဒီနောက်ကောင်မလေးကလီရင်လက်မှတ်ကို CEO ပေးထားတဲ့ credit card နဲ့ဝယ်လိုက်တော့ CEO စီဖုန်း message ဝင်သွားပါတယ်ဒါပေမဲ့တကယ်တော့နိုင်ငံခြားပညာသင်ရမယ်ဆိုတာလင်ညာမှုတက်တက်ပါကောင်မလေးကိုစီနီယာအကူကြီးကလူဖြစ်တဲ့ဂူတောင်ဖြစ်ကြီးစီလင်ခေါ်သွားပါတယ်အဲ့ဒီမှာ CEO နဲ့စီးဆက်ထားတဲ့ဗီလိန်မိန်းမကလူမိုက်တွေနဲ့စောင့်နေပြီးသူမကိုပြန်ပေးဆွဲဖို့လုပ်ပါတော့တယ်ကံကောင်းစွာနဲ့ပဲ CEO ကအချိန်မီရောက်လာပြီးကေတင်ပေးခဲ့ပါတယ်ဗီလိန်မိန်းမကကောင်မလေးကငွေမဲ့လို့တွင်းနေတာပါလို့ဆွဆွဲပြီးမြဲ CEO ကဂယုမဆိုင်ပဲအဲ့ဒီလူတွေအားလုံးကိုရေးဖမ်းခိုင်းလိုက်ပါတယ်ကားပေါ်ရောက်တော့ကောင်မလေးလေးငိုပြီးသူမအနေနဲ့သူ့အတွက်ထိုက်တန်တဲ့သူဖြစ်ချင်လို့အခုလိုလုပ်ခဲ့ရတာပါလို့အမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်အဲ့ဒီတော့မှ CEO လေးသဘောပေါက်သွားပြီးသူမကိုနောက်ထပ်ပုံးကွယ်မနေတော့ပဲသူ့ရဲ့စီးဆက်သူအဖြစ်လူသိရှင်ကြားတရားဝင်ကြီးညာလိုက်ပါတော့တယ်ဒါအပြင်ကောင်မလေးရဲ့တကယ်အိမ်မက်ဖြစ်တဲ့ဂီတပညာကိုသင်ယူနိုင်ဖို့ထိတ်တန်းဂီတကျောင်းတစ်ခုကနေတကယ်ခွင့်ပြုချက်စာကိုပါလက်ဆောင်ပေးခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ CEO ရဲ့မိသားစုကလည်းသူတို့နှစ်ယောက်ကိုသဘောတူလက်ခံသွားပါတယ်မိသားစုကမြန်မြန်လက်ထပ်ပြီးကလေးယူခိုင်းပြီးမြဲ CEO ကတော့ညှင်းဆန်ခဲ့ပြီးကောင်မလေးရဲ့အနာဂတ်အိမ်မက်တွေကိုသာအရင်အကောင့်ထဲပေါ်ခိုင်းခဲ့ပါတယ်နှစ်အနေငယ်ကြလို့ကောင်မလေးရဲ့ဖွေးနှင်းတပင်အခမ်းအနားမှာတော့ CEO ကအဖိုးတန်ချေလိုတရိုကြီးကိုလက်ဆောင်ပေးခဲ့တဲ့ပြင်သူမနာမည်နဲ့ချေလိုဖောင်ဒေးရှင်းတစ်ခုပါတည်ထောင်ပေးခဲ့ပါတယ်ကောင်မလေးလေဝမ်းသာလုံးလို့မျက်ရည်ဝေးပြီးရှင်ကကျမအတွက်အကောင်းဆုံးလက်ဆောင်ပါပဲလို့ပြောရင်ဇလန်းလေးပြီးဆုံးသွားပါတယ်